အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချယ်ရီကမုံစားပဲဝင်ဖြစ်တယ်ဒါကတော့မုံလေးတွေပဲနော်အားရစပင်းမုံနဲ့ပြပါဒါရောကစ်ပူလေးပါပန်တီစိန်လေးပါနော်အဲ့ဒါလေးကိုတောက်ပြမှာဖြစ်ပါတယ်စားမယ်နော်ခုချိန်မှာတော့ဒီမုံလေးစားမှဖြစ်ပါတယ်နော်စမ်းအောင်လေးပါဟုတ်ကောင်းပါဘူးငါကဒါအမြင်လို့စားကြည့်မယ်နော်ကောင်းပြီကောင်း